ပင်လာပါကျွန်တော်တို့နေ့စဉ်သုံးနေတဲ့ကွန်ပျူတာတွေဟာပစ္စည်းကောင်းရင်ကောင်းတယ်လို့ဆယ်စုနှစ်တစ်ခုလောက်ထိသုံးလို့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့မသိပဲလုံးမိနေတဲ့အလေးချင်းဆိုတချို့ကြောင့်ကွန်ပျူတာတွေဟာတက်တက်မဖြစ်ခင်မှာပဲလေးလံလာတာပစ္စည်းလာတာတွေဖြစ်တတ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကွန်ပျူတာတက်တက်ရှိရှိသုံးနိုင်ဖို့ထိန်းသိမ်းနည်းလေးတွေကိုပြောပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံးတစ်ချက်ကတော့ laptop သုံးတဲ့သူတွေအလုပ်အများဆုံးအမှားပါ laptop ကိုဂရင်ပေါ်ခေါင်းပေါ်ဒါမှမဟုတ်ဖြာပေါ်တင်သုံးတာမျိုးပါ laptop ရဲ့အောက်ခြေမှာရှိတဲ့လေဝင်လေထွက်ပေါက်တွေပိတ်သွားတဲ့အတွက် laptop ကအရန်ပူလာပါမယ် overheat ဖြစ်လာပါမယ်အပူချိန်အရမ်းများလာရင်မာတာဘုတ်ပေါ်ကစိတ်ပိုင်းတွေပစီချက်ပါတယ်ဒါကြောင့်အမှားသားတစ်ခုခုခံသုံးဖို့အကြံပြုချင်ပါတယ်ဒုတိယချက်ကတော့စိတ်မရှိလို့ဖြစ်ဖြစ်မိပြတ်သွားလို့ဖြစ်ဖြစ်စနစ်တကျရှက်ထောင်းမလုပ်ပဲမိခလုတ်ကိုတမ်းပိတ်တာမျိုးပါဒါဟာဟာဒီသုံးတဲ့သူတွေအတွက်အန်ဒီရဲ့အများဆုံးပါအချက်လက်တွေပျက်စီးသွားနိုင်တယ်လို့ Windows error တွေခဏတက်စေပါတယ်နံပါတ်3 printer ထိန်းသိမ်းမှုအထူးသဖြင့် Intel printer တွေမှာ ink pad ပြည့်သွားတဲ့အထိအသုံးများပြီး maintenance မလုပ်တာမျိုးပါ end of service life ဆိုတဲ့စာသာတက်လာရင်စွတ်မသုံးပါနဲ့စနစ်တကျ reset ချတာမျိုးဒါမှမဟုတ်ပညာရှင်နဲ့ပြတာမျိုးလုပ်ပေးဖို့လိုအပ်ပါတယ်နံပါတ်4 pleasing လောက်ရမှာကြောက်ခြင်းကွန်ပျူတာကိုအပြည့်မဲ့မဲ့တုပ်ပြီးအတွင်းပိုင်းဖုန်းတွေကိုမရှင်းတာကလည်းအမှားတစ်ခုပါအနည်းဆုံးတစ်နှစ်တစ်ခါလောက်တော့အတွင်းကပန်ကာရီအစိတ်ပိုင်းတွေကိုဖုန်ခါပေးဖို့လိုပါတယ်ဖုန်းနေစုလာရင်ကွန်ပျူတာကအတန်တွေမြည်လာပြီးပိုပြီးလေးလံလာတတ်ပါတယ်နောက်ဆုံးတစ်ချက်ကတော့အရေးသွေးမမီတဲ့ပါဝါချိုးတွေadapter တွေသုံးတာပါအထူးသဖြင့် desktop သုံးတဲ့သူတွေ PSU ကောင်းမသုံးရင် voltage မနေတဲ့အခါတစ်ဆက်လုံးလောင်သွားတတ်ပါတယ် laptop ဆိုရင်လည်းအမြဲသွင်းထားတာထက်80%လောက်ဆိုဂျိုးဖြုတ်သုံးတာကဘက်ထရီတက်တန်းကိုပိုရှိစေပါတယ်အခုပြောပြသွားတဲ့အချက်လေးတွေကိုရှောင်ကျဉ်ရုံနဲ့တည်းသင်ရဲ့ကွန်ပျူတာကအသစ်တိုင်းမြင်ဆက်ဆန်နဲ့တက်တဲ့ရှိနေမှာပါဒီဗီဒီယိုလေးကဘုသူတတစ်ခုကိုရစင်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်သိချင်တဲ့နည်းပညာဘုသူတရရှိရင်လည်းကိုမမရေးခဲ့လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်